ဝိုင်းဘက်မဲဘက်မှာဘလုံးဘဲဘလို့လောင်းရလဲကြီးဘလို့ကြည့်ပြီးတော့လောင်းရလဲဆိုတဲ့ကောင်းစင်အောင်မှာကျွန်တော်ဗီဒီယိုတစ်ပုတ်စာလောက်ညီကိုတို့ရှင်းပြပေးပါမယ်ကျွန်တော်တို့ဘလုံးဘဲလောင်းမယ်ဆိုလို့ရှိရင်တော့အရင်ဆုံးကျွန်တော်တို့ရဲ့ဖွတ်ဘောဆိုတဲ့အဲ့ဒါလေးနေလဲပါပြီးရင်ဒီ live ဆိုတော့အခုလာနေတဲ့ပွဲပဲဖြစ်ပါတယ်ကျွန်တော်တို့ကလာနေတဲ့ပွဲကိုမလောင်းချင်ဘူး။နောက်နေ့မှာကံမဲ့ပွဲတွေညမှာကံမဲ့ပွဲတွေကိုကြိုပြီးလောင်းချင်တယ်ဆိုလို့ရှိရင်ဒီဘက်က Premier ဆိုတာလေးကနေလောင်းလို့ရပါတယ်။ပြီးရင်ဒီမှာအင်္ဂလန် Premier လေးကနေဒီမှာအင်္ဂလန်နေလိုက်တာနဲ့အင်္ဂလန် Premier လေးရှိရယ်။ဂျာမန် Bundesliga ရှိရယ်။စပိန်လာလီဂါရှိရယ်။ပြီးရင်အီတလီ CAA အများကြီးပဲရှိပါတယ်ခင်ဗျာ။ညီကိုတို့ကြိုက်တဲ့နေရာနဲ့ကြိုက်တဲ့ပွဲတွေကိုလောင်းလို့ရပါတယ်။ကျွန်တော်ကတော့အင်္ဂလန် Premier လေးကနေလောင်းပြပါမယ်။ဒီမှာမြင်တွေ့ရတဲ့ပွဲရတော့14ရက်နေ့မှာကံမဲ့ပွဲပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘန်လီနဲ့ဘုံမပွဲလေးကိုကျွန်တော်လောင်းပြပါမယ်ခင်ဗျာကြေးကြည့်နီကိုပြပါမယ်ဒီကျွန်တော်အခုပြမယ် W1 ဆိုတာတော့ Asian သစ်ဖြစ်တဲ့ဘန်လီကိုပြောတာပါ W2 ဆိုတာတော့အဝေးကွက်ဖြစ်တဲ့ဘုံမောက်ကိုပြောရဖြစ်ပါတယ်ကျွန်တော်တို့က W1 ဘက်မှာလောင်းမယ်ဆိုလို့ရှိရင်ဘန်လီဘက်ကနေ 1C 2C 3-1 2-1ဆိုတဲ့ result မျိုးနိုင်ပါပြီအဓိကဘန်လီနိုင်ဖို့ပါပဲ W1 မှာလောင်းမယ်ဆိုလို့ရှိရင် W2 မှာလောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဝေးကွက်ဖြစ်တဲ့ဘုံမောက်ကနိုင်ဖို့ပါပဲ1 2 Z2 Z1 ဆိုတဲ့ result မျိုးဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ပါတယ်ဒီကျွန်တော်ခုပြထားတဲ့ H ဆိုတဲ့နေရာလေးကတော့ကျွန်တော်တို့တည်ကြလားမကြလားကိုလောင်းတာပဲဖြစ်ပါတယ်ကျွန်တော်တို့တည်ကြတော့နိုင်ပါပြီတည်မကြတော့ရှုံးပါတယ်အခုကျွန်တော်ထပ်ပြထားတဲ့ Y ဆိုတာတော့တည်အနှံကိုလောင်းတာပဲဖြစ်ပါတယ်တည်မကြရင်လည်းနိုင်ပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် Asian နဲ့ဖြစ်တဲ့ဘန်လီဘက်ကနေ 1C 11ဆိုတဲ့ result မျိုးဆိုလို့ရှိရင်နိုင်ပါတယ်22ဆိုလည်းနိုင်ပါတယ်21ဆိုလည်းနိုင်ပါတယ်ခင်ဗျာအဓိကဘန်လီနိုင်ရင်လည်းနိုင်တယ်တိတ်ကြလည်းနိုင်ပါတယ်နောက်ပြီးကြတော့ကျွန်တော်တို့ဒီအလဲကောင်စနစ်ဆိုတဲ့နေရာလေးကကြတော့ကျွန်တော်တို့တိတ်ရေးမကြနိုင်ပါတယ်ဘယ်လို result မျိုးလဲဆိုလို့ရှိရင်01 12 32 14ကျတဲ့ result မျိုးပြီးပါစေအဓိကတိတ်မကြဖို့ပါပဲတိတ်မကြလို့ရှိရင်တော့ကျွန်တော်တို့နိုင်ပါပြီခင်ဗျာနောက်ပြီး2-8ကတော့ကျွန်တော်တို့ဘုံမဘက်ကနေလောင်းတာပါကျွန်တော်တို့ဘုံမဘက်ကတည်ရဆိုလဲနိုင်ပါတယ်ဘုံမောက်အနိုင်မီဆိုလဲနိုင်ပါတယ်ဘုံမောက်နိုင်လဲနိုင်ပါတယ်11တည်ရတူတည်ရဆိုလဲနိုင်ပါတယ်ခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုတွေကိုနောက်ထပ်ရှင်းပြပေးပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးပါနားမလည်သူတွေတော့ကျွန်တော်တကန်ချင်းစီတခြားလေးရှင်းပြပေးပါမယ်ခင်ဗျာကျွန်တော်ကတော့အဒီပီပဲဖြစ်ပါတယ်ငွေသုံးငွေထုတ်ကိုလည်းကျွန်တော်နဲ့လှုပ်ဆောင်နိုင်ပါတယ်အကောက်ဖွင့်နေလည်းကျွန်တော်ရဲ့ channel မှာတင်ပေးထားပါတယ်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ